မင်္ဂလာပါညီကိုတို့ရေနေ့ပြမနက်မှာရှင်းပြလာသွားမယ်ကမ္ဘာပလာစကြောက်တင်ရှုံးထွက်ပွဲကြီးပွဲကောင်းနှစ်ပွဲကိုခံမှန်းပြီးမှဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါမတ်စလော့မန်မှာကျေးဇူးပါတယ်ဗျကျွန်တော်တို့မနေ့မနေ့အစောပိုင်းမှာရှင်းပြကစားမယ်ဘရာဇီးနဲ့နော်ဝေအသင်းအင်္ဂလန်အသင်းနဲ့မဂ္ဂစီကိုအသင်းတို့ရဲ့ပွဲစဉ်တွေကိုခံမှန်းပြီးတော့မှာဖြစ်ပါတယ်ဗျပထမဆုံးလာမယ်ဘရာဇီးနဲ့နော်ဝေအသင်းတို့ရဲ့ပွဲစဉ်တွေကိုအရင်ဆုံးခံမှန်းခြင်းပဲဗျဘရာဇီးအသင်းကကျွန်တော်နက်ရှိအုပ်စုကျော်ပြတ်ခဲ့တာနဲ့32သိန်းရှုံးပွဲကို၄ပွဲရှင်းပြခဲ့တယ်မှာကျွန်တော်တို့၄ပွဲမှာ3ပွဲထိကိုကျွန်တော်တို့အနိုင်ရရှိလာတယ်မိုရိုကို1-1ကျွန်တော်ဟီတီယို3-0စကော့တလန်ကို3-0နဲ့နောက်ဆုံးဂျပန်ကို2-1နဲ့နိုင်ရတယ်ဗျာအကောင်းဆုံးလက်ရှိဖောင်အနေထားမျိုးမှာရှိတဲ့ဗီနီစီယက်ခြေသွမ်းပြမယ်ဆိုလို့ရှိရင်ဘရာဇီးကလုံချင်နိုင်လုပ်လို့ရတဲ့အနေအထားမျိုးဗျာနော်ဟီတီယိုစကော့တလန်တို့ပွဲစဉ်တွေမှာဗီနီစီယက်အကောင်းဆုံးခြေသွမ်းပြလာတဲ့မိုရိုကိုနဲ့ပွဲအဲ့ဒီပွဲတွေမှာခြေသွမ်းပြတဲ့ကြောင့်မို့လို့ဒါဘရာဇီးအတွက်ရလက်ကောင်းတွေပိုင်ဆိုင်တယ်နောက်ဆုံးဂျပန်နဲ့ပွဲမှာတော့ဗီနီစီယက်ကိုဂျပန်အသင်းကအကောင်းဆုံးကျွန်တော်တို့ချင်းကပ်ကစားတဲ့ကြောင့်မို့လို့ဗီနီစီယက်ခြေသွမ်းပြနိုင်ခြင်းမရှိပေမဲ့လည်းကျွန်တော်တို့2-1ဆိုတဲ့ရလက်နဲ့တော့ကျွန်တော်တို့ဘရာဇီးနိုင်သွားခဲ့တယ်ဟုတ်တယ်ဆိုတော့အခုဆက်ကြောက်တဲ့ရှုံးတော့မှာနော်ဝေနဲ့တွေ့ပြီးဒီပွဲမှာဘရာဇီးတို့အခုတတိတာမိတာပွဲတိုင်းဒီပါဘရာဇီးအသင်းကဂိုးရပါတယ်ဗျာနော်ဂိုးရတယ်ဘလို့ဖြစ်ဖြစ်ကျွန်တော်ကာဆမီရိုခေါင်းတိုက်တာဖြစ်ဖြစ်နောက်ဆုံးကျွန်တော်တို့ကူညာကဂိုးသွင်းတာဖြစ်ဖြစ်နော်ဒါဗီနီစီယက်ကဂိုးသွင်းတာဖြစ်ဖြစ်ဂိုးကဘလို့မဆိုကျွန်တော်တို့ဘရာဇီးအသင်းကတော့ရနေတယ်ဗျာဒါတခုကိုလည်းကျွန်တော်ထည့်ထွက်ထားရမယ်နောက်ဘက်သူတို့နဲ့တွေ့မဲ့အသင်းကလည်းကျွန်တော်နော်ဝေအသင်းဗျာနော်ဝေအသင်းမှာလည်းလက်ရှိအင်ဒီဟာလန်တို့အိုလီကတ်စ်တို့နူဆာတို့စလော့တို့နဲ့ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့စုဖွဲ့ထားတဲ့အသင်းဗျာဒီ၄ယောက်ကလည်းတော်တော်လေးကိုကျွန်တော်တို့တင်းဝေါကောင်းကောင်းလေးဖန်တီးထားတယ်နော်နော်ဝေစ်ကအဲ့တော့နော်ဝေစ်ကလည်းနောက်ဆုံးကျွန်တော်တို့အုပ်စုကျော်ပြတ်ခဲ့တာနဲ့32သိန်းရှုံးထွက်မှာလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင် US ကို4-1စီနီဂေါကို3-2ပြင်သစ်ကို4-1နဲ့ကျွန်တော်နောက်ဆုံးကျွန်တော်Ivory Coastကို2-1ဆိုတဲ့ရလဒ်နဲ့နိုင်ရရှိတယ်သူတို့ကလည်းဂိုးမရတဲ့ပွဲဆိုတာမရှိဘူးအနည်းဆုံးတစ်ပွဲကိုကျွန်တော်တို့တကူနှစ်ကူလုံးကတော့အမြဲတမ်းကျွန်တော်တို့တွေ့နေဒီနေ့ညမှာလည်းဘရာဇီးအသင်းကတင်ကြပေါ့နော်ဝေအသင်းကိုဂိုးပေးရနိုင်တယ်ဒါကြောင့်မို့လို့ကျွန်တော်ခံမှန်းချင်တယ်ဗျာဘရာဇီးအသင်းနဲ့နော်ဝေအသင်းတို့ရဲ့ပွဲစဉ်မှာဘရာဇီးကလည်းဂိုးရမယ်နော်ဝေကလည်းဂိုးရမယ်တင်ကြပေါ့ဂိုးပေါ်သွားမယ်ပွဲတစ်ပွဲဖြစ်တယ်အနိုင်ရရှိမဲ့အသင်းကိုခက်မှန်းကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘရာဇီးအသင်းကတားတယ်ဆိုပေမဲ့လည်းအမှားတဲ့သူကခံရမယ်ပွဲဗျာဒါကြောင့်မို့လို့အနိုင်အရှုံးသူကလည်းဂိုးပေါ်တစ်ပေါက်ကပို့ပြီးတော့တည်ကြပါတယ်ဗျာဟောခုနကပြောလို့ပဲဗီနီစီယက်ချီမပေါ်လို့ရှိရင်ဘရာဇီးကလုံချင်တဲ့လုံလို့မရတဲ့အနေအထားမျိုးတွေရှိတယ်နော်အရင်ကြီးလည်းဘရာဇီးကတနည်းရွှေတနည်းဝင်ပြတဲ့ကြောင့်အရင်ကြီးယုံလို့တော့မရဘူးဒါကြောင့်ကျွန်တော်တော့ဂိုးပေါ်တစ်ပေါက်ကိုကြိုက်ပါတယ်ဗျာနော်ဒီနှစ်သင်းမှာတေချာပေါက်အနည်းဆုံး1-1အစပြီးတော့ကြည့်ရမယ်โอเคကျွန်တော်နောက်ထပ်ပွဲကြီးပွဲကောင်းတစ်ပွဲကတော့မနေ့မနေ့အစော6နာရီပွဲမှာရှင်းပြကြရမယ်အင်္ဂလန်နဲ့မဂ္ဂစီကိုရဲ့ပွဲစဉ်တွေပါတယ်ဥတွဲအင်ရှင်ဖြစ်တဲ့မဂ္ဂစီကိုကဒီကျွန်တော်တို့ကမ္ဘာဖလားမှာတော်တော်လေးကိုစတောင်းဖြစ်တယ်ဗျာเนาะအသင်းလိုက်ကျွန်တော်စူပွဲမှုအားကောင်းတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအခုဖောင်ကအကောင်းဆုံးကမဂ္ဂစီကိုဖြစ်နေတယ်နောက်ဆုံး၄ပွဲမှာ၄ပွဲလုံးကျွန်တော်အင်္ဂလန်တော့ဖောင်ကောင်းနေတယ်နိုင်ထားတယ်เนาะကျွန်တော်တောင်အဖရိကကို2စီကိုရီးယားကို1စီနော်ချက်ကို3စီနဲ့နောက်ဆုံးကျွန်တော်အီကွေဒေါကိုရှုံးထွက်မှာတော့ရှုံးထွက်မှာ2စီနဲ့နိုင်ပြီးတော့လက်ရှိ16တင်းစင်ကိုတက်လာတာနော်အဲ့တော့ကျွန်တော်တို့လက်ရှိ Queenus လို့ကျွန်တော်တို့ Jimenez တို့ကလည်းကျွန်တော် Magazine ကိုအတွက်အကောင်းဆုံးခြေစွမ်းတွေပြနေတယ်နော် Counter Press တော်တော်ကောင်းတယ်ဗျာ Magazine ကပြီးတော့ Defensive ကောင်းကောင်းကစားနိုင်တယ်သူတို့ရဲ့နောက်ဆုံး၄ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တကိုးမှပေးတတ်ရခြင်းမရှိဘူး၄ပွဲလုံးမှာနော်ဒါအုပ်စုကနေပြီးတော့ဒီ32တင်းအခု16တင်းရှုံးထွက်ပြီးရောက်လာပြီ32တင်းရှုံးထွက်ပြီးကိုတကိုးမှပေးရတာခြင်းမရှိဘူးအဲ့ဒီချက်ကတော့ပြောချင်တာ defensive ကောင်းကောင်းကစားတတ်တဲ့မဂ္ဂစီကိုကကျွန်တော်တစ်ဖက်ကအင်္ဂလန်တင်းကိုကြည့်မယ်ဆိုလို့ရှိရင်အုပ်စုမှာကျွန်တော်ခရိုအေးရှားကို4-2เนาะဂါနာကို0-0ပနာမာကို2-0နဲ့နိုင်ရတယ်เนาะ32တင်းရှုံးထွက်မှာဒီယာကွန်ကို2-1နဲ့နိုင်ပြီးတော့လက်ရှိကျွန်တော်16တင်းရှုံးထွက်ကိုတက်လာတာအင်္ဂလန်မှာပြဿနာတစ်ခုရှိတယ်ပြီးခဲ့တဲ့ကွန်ကိုနဲ့ပွဲကိုကြည့်ရင်တည်တယ်တောင်မန်တွေမှာကျွန်တော်ရပ်ဖို့နဲ့ကျွန်တော်မာတူကီကိုထည့်လာတယ်ကျွန်တော်3မှတ်2ချက်ကထည့်လာပြီလေနှစ်ဖက်လုံးနှစ်ကောင်လုံးကကျွန်တော်အလုံးမဖြစ်ခဲ့ဘူးမဖြစ်ခဲ့တော့ကျွန်တော်အင်္ဂလန်တိုက်စစ်ကိုမရအောင်နောက်ဆုံးကျွန်တော်ဂေါ်ဒန်နဲ့ဆာကာအွန်လိုင်းအချိန်မှာအင်္ဂလန်တောင်မန်နဲ့အလုပ်ဖြစ်ပြီးတော့ကျွန်တော်တိုက်စစ်မှုကျွန်တော် heavy game ကိုတွေရခဲ့တယ်ဒါနဲ့ကျွန်တော်ကွန်ကမ်ဘတ်ပြန်လာပြီးတော့ကျွန်တော်နိုင်ပြီးတော့ကျွန်တော်96ကိုတက်လာအဲ့တော့အင်္ဂလန်အသင်းကဂိုးရမှာပြဿနာနည်းနည်းရှိတယ်ဗျာဘာလို့လဲဆိုတော့ကစားသမားတွေကပုံမှန်ခြေစွမ်းတိုင်းရှိမနေဘူးပထမပွဲတွေမှာဂေါ်ဒန်ကို first line နဲ့ပြီးရဂေါ်ဒန်ကခြေသွမ်းမပြနိုင်လို့ Rafford ကိုကျွန်တော်တို့ပုံမှန်ဒီဟွာပေါ့ဖတ်လိုက်နဲ့ပြီးရပေါ့သူတို့ရဲ့ပြဿနာမှာအဲ့ဒါဒီ context ကစားသမားချိတ်ဆက်မှုကျွန်တော်တို့လုံးတဲ့နေရာမှာနည်းနည်းလေးကျွန်တော်တို့အင်္ဂလန်ကနည်းနည်းလေးအားနည်းတယ်ဗျာเนาะအဲ့တခုလည်းရှိတယ်ကစားသမားကောင်းတွေအများကြီးရောပိုင်ဆိုင်ထားတယ်အင်္ဂလန်ကဒါပေမဲ့မဂ္ဂစီကိုကလက်ရှိနောက်ဆုံး၄ပွဲမှာသူတို့ဒီအုပ်စုကနေပြီးတော့32တင်းရှုံးထွက်၄ပွဲကန်တဲ့အချိန်မှာတကူးမှပေးထားတာမရှိဘူးအဲ့သူတို့ရဲ့ပြန်ပန်အသင်းတွေကိုဒါပေမဲ့သူတို့ပြန်ပန်အသင်းတွေကအင်္ဂလန်လောက်အသင်းကြီးလားဆိုတော့မကြည့်ဘူးဒါပေမဲ့လည်းဂိုးပေးထားတာမရှိဘူးကြာဒါကြောင့်စိုးရိမ်စရာတစ်ခုရှိတာအင်္ဂလန်ဒီညမှာကျွန်တော်မဂ္ဂစီကိုအသင်းကိုဂိုးသွင်းနိုင်မှာမလား
ဒါတစ်ချက်ကြည့်ပြီးတော့ဒီနေ့ညကျွန်တော်ကြိုက်တာတော့အင်ရှင်ကျွန်တော်မက်ကက်ဆီကိုနဲ့နေကျင်တယ်ဗျာကျွန်တော်အင်မက်ကက်ဆီကိုကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်ဗျာဘာလို့လဲဆိုတော့အသင်းစုပွဲမှုနဲ့ strong ဖြစ်မှုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် defensive ကောင်းကောင်းကစားပြီးတော့ counter press ကောင်းကောင်းပေးနိုင်တဲ့မက်ကက်ဆီကိုနဲ့ကျွန်တော်နေကျင်တယ်ဒီနေ့ည brother တို့ရဲ့အမြင်အောင်ဘယ်လိုရှိလဲဆိုတော့ခုနကမှရေးခဲ့နိုင်ပါတယ်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဗျာ